ဘာသာမတူတဲ့လူနှစ်ယောက်အတွက်နောင်ဘဝမှာပြန်ဆုံမှုရှိပါမလားနှစ်ဘာသာသလုံးကိုယုံကြည်တဲ့လူဆိုလို့ရှိရင်သိရင်ဘယ်ကိုသွားပါမလဲရှင်ဗျာ ယထာကမ္မံဂမိတ္တတိပုံညာပပဖလူဘကလို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာရှိတယ် တင်ပါဗျာ အဓိပ္ပာယ်ကဘာလို့ဆိုရင်သူတို့လှုပ်ခဲ့တဲ့သူတို့ယင်တဲ့နှလုံးထဲမှာအဖြစ်များနေတဲ့ကံတရားတွေအားလျော်စွာသူတို့သွားကြမှာသွားတာ မှန်ပါဗျာ အဓိကဆိုလိုတာကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေကကောင်းတဲ့ကံအကျိုးပေးရင်အဲ့ဒီကံနဲ့ကံအကျိုးပေးတဲ့စီကိုသွားမယ်မကောင်းတဲ့ကံလုံများလို့မကောင်းတာတွေဖြစ်လို့ရှိရင်မကောင်းတဲ့ဘုံကိုသွားဖို့ပဲ မှန်ပါဗျာ ဒါကတော့သရဝအတိုင်းဟာထိတိုင်းပါပဲ မှန်ပါဗျာ ဒီကုသိုလ်ရဲ့အကျိုးအကုသိုလ်ရဲ့အကျိုးတေဂာနီးအခြေအနေတွေပေါ်မှာမူတည်ပြီးတော့ဒီကိုယ်ကအားလျော်စွာတော့နှစ်ယောက်စလုံးဘုရားဘာသာဖြစ်အောင်တော့လေသူကကံအားလျော်စွာပဲသွားကြမှာ မှန်ပါဗျာ တယောက်ကတဏှာသွားမယ်တယောက်ကတဏှာသွားမယ်ဘာလို့လူတွေကဆန္ဒခြင်းလည်းမတူဘူးကောင်းမှုခြင်းလည်းမတူဘူးဆိုတော့ဒီလိုပဲဖြစ်မှာပါပဲယုံကြည်မှုဆိုတာကတော့ဥပမာ30ပုံကျင့်နေရမယ်လို့ယုံကြည်တာရဲ့နောက်ခရစ်တော်မှာသာဝရအိပ်ဆက်ရမယ်လို့ယုံကြည်တာရဲ့ဘယ်ဟာကအမှန်တရားလဲလို့ဆိုတာကိုတော့ရှင်ရင်သုံးသပ်နိုင်ရမှာပေါ့ မှန်ပါဗျာ 30ပုံပဲရှိတယ်တကယ်ပဲခရစ်တော်စီမှာသူအိပ်ရမှာလား မှန်ပါဗျာ သူတို့ယုံကြည်တဲ့အတိုင်းတကယ်မှန်လား မှန်ပါဗျာ ဘုရားဘာသာရေးယုံကြည်တာကတကယ်မှန်သလားဆိုတာတော့အဆုံးဖြတ်တစ်ခုပဲအဲ့ဒါ မှန်ပါဗျာ နော်မှန်တဲ့စီသွားရမှာပဲဒါ မှန်ပါဗျာ မှန်တဲ့စီသွားရမှာပဲ တင်ပါဗျာ ဒီဟာကသာဝရအိပ်စေရမယ်ဆိုဘုံဘုံနားလည်ထားတဲ့အရာတစ်ခုကတော့သူကသာဝရကောင်းကင်ဘုံနဲ့သာဝရငရဲလို့ခရစ်တော်ခရိယန်ဘာသာတွေမှာဒီလိုရှိတယ်လို့ကြားဘူးတယ်ပေါ့နော် မှန်ပါ အဲ့တော့ဘုရားသခင်ကအဆုံးဖြတ်ပေးဘုရားသခင်ကအဆုံးဖြတ်ပေးပြီးပေးတဲ့အခါမှာဘုရားသခင်ရဲ့အဆုံးဖြတ်ခံရဖို့သူတို့စောင့်မျှော်တယ်လို့ဆိုတယ် မှန်ပါဗျာ ဘုရားသခင်ကနေပြီးမင်းထာဝရကောင်းကင်ဘုံကိုလာခဲ့ဆိုရင်လည်းထာဝရကောင်းကင်ဘုံမှာသူကထာဝရပဲဖြစ်မယ်အဲ့လိုမဟုတ်ဘဲနဲ့မင်းကသိုးသွမ်းသူတယောက်ဖြစ်လို့ထာဝရငရဲကိုသွားဆိုလဲသူကထာဝရငရဲလွတ်လပ်မရှိဘူးဆိုတော့ တင်ပါဗျာ နေသထာဝရဆိုတာတဘာဝတရားအရာဖြစ်နိုင်နေမဖြစ်နိုင်ဘူးဆိုတာကိုဘယ်သူဂရန်တီပေးနိုင်လဲ တင်ပါဗျာ မပေးနိုင် တင်ပါ ဘယ်သူဂရန်တီပေးမလဲ တင်ပါဗျာ နော်ကောင်းကင်ဘုံဆိုတာရောအတိအကျပြောနိုင်လားဘယ်ဟာလဲအဲ့ဒီလိုယုံကြည်လို့အဲ့ဒီမှာတကယ်အိပ်ဆက်နေတဲ့လူတွေရောတကယ်ရောဟိုလက်တွေပြနိုင်လားလို့ဆိုပြနိုင်စရာဘယ်မှမဖြစ်ဘူးဘုရားဘာသာမှာကြတော့သူက30ဘုံဆိုတာကိုမြင်ရတဲ့ဘုံတွေမဲ့ငရဲဘုံဆိုတာမြင်ဟိုတရိစ္ဆာန်ဘုံဆိုတာမြင်ရတယ်ဖြစ်တဲ့ဘုံဆိုတာလည်းအတိုင်းအတာတစ်ခုရသိခွင့်ရနေတယ် တင်ပါဗျာ နတ်ဆိုတာလည်းပဲတိုင်းတာတစ်ခုရသိခွင့်ရနေတယ် တင်ပါဗျာ အဲ့တော့တရားဆိုတာတည်သွားလို့ရှိရင်ဥပမာတရိစ္ဆာန်ဖြစ်ခြင်းလည်းဖြစ်မယ်ငရဲကြရင်လည်းကြမယ်ပြိတ္တာဖြစ်ခြင်းလည်းဖြစ်မယ်လူတွေပြန်ဖြစ်လာပြီးတော့လူဝင်စားတွေဆိုတာလည်းရှိတယ်အမေရိကန်နိုင်ငံမှာတွေပဲကိုလူဝင်စားတွေအကြောင်းရေးပြီးတော့သူတည်သနာလှုပ်ထားတာတွေရှိတယ် မှန်ပါဗျာ စာအုပ်တွေထွက်ထားတယ်အဲ့ဒီမဲ့ဗမာဘုန်းကြီးကြီးတစ်ပါးရဲ့ဗမာဆရာတော်ကြီးတစ်ပါးရဲ့အကြောင်းပါတယ် မှန်ပါဗျာ အဲ့ဗမာဆရာတော်ကြီးကတက်တော့90 100လောက်မှဆန်ဖရန်စစ္စကိုကယ်လီဖိုးနီးယားဆန်ဖရန်စစ္စကိုမှာခုတော့ပြန်တော်မူသွားပြီအဲ့ဆရာတော်ကြီးကသူကအတိတ်ဘဝကိုသိတယ်သူ့ရဲ့အတိတ်ဘဝကိုသူကပြန်ပြောနိုင်တယ် တင်ပါဗျာ သူကဘယ်ဘဝလာတာဆိုပြန်ပြောသူ့ကိုမေးမြန်းပြီးတော့သူ့အကြောင်းမှပါတယ်လို့ဘုံဘုံကိုသူကိုယ်တိုင်ပြောဘူးတယ် တင်ပါဗျာ သူကသူ့ဘဝကိုသူမှတ်မိတယ်ဆိုအဲ့ဒီလိုလူဝင်စားတွေကပြောတဲ့စကားတွေရဆိုလို့ရှိရင်တော့သူကဒါကယုံကြည်မှုတသက်ပဲဘယ်ဘာသာပဲကိုယ်ပဲဒီလူဝင်စားဖြစ်တယ်ဆိုကြတဲ့နောက်ဘဝရှိတယ်ဆိုတာထင်ရှားနေပြန် တင်ပါ ပါ ဗျာတင်ပါဗျာ ဟုတ်တယ်မဟုတ်လား တင်ပါဗျာ ပြီးတော့အခုကြုံတွေ့ကြတယ်မဟုတ်လားဘယ်သူသေသွားပြီးတော့လာပြီးအိမ်မက်ပေးတယ်တို့လာပြီးတော့အတန်ပေးတယ်တို့ဒါတွေရောကြားဘူးလား ကြားဦးပါဗျာ အဲ့ဒါတိုင်းဆိုလို့ရှိရင်သိပြီးသွားရင်တခုဖြစ်တယ်လို့သာဝရအိပ်ဆက်ရတယ်ဆိုရင်သူလာစရာအကြောင်းမရှိဘူး တင်ပါဗျာတင်ပါဗျာ နော်ဒါစဉ်းစားဖို့ပြောတာသူတို့ယုံကြည်ချက်ကစောကားစရာပြောတာမဟုတ်ဘူးစဉ်းစားရမှာ တင်ပါဗျာ ယုံကြည်ချက်တစ်ခုအနေနဲ့သာလက်ခံထားမှာပဲသူတို့ တင်ပါ နော် ဗျာတင်ပါဗျာ တကယ်လက်တွေ့ဟုတ်သလားမဟုတ်ဘူးလားဆိုတာတော့တို့လက်တွေ့ပြနိုင်မှုရတော့လိုအပ်တာပေါ့နော် တင်ပါဗျာ ခ
guarantee ပေးနိုင်လားဆိုမပေးနိုင်ဘူးလေ တင်ပါဗျာ သို့တော့လူတွေဆိုတာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကိုယ်ဘာသာတရားအဆိုအမိန့်ကိုမျက်စိမိတ်ပြီးတော့လက်ခံတာတွေအများကြီးပဲ တင်ပါဗျာ ဒီကနေ့ခေတ်တိုးတက်တယ်ဆိုရယ်ခေတ်မှာတောင်မှပဲလက်ခံတဲ့လူတွေအများကြီးရှိတယ်လက်ခံတဲ့လူတွေအများကြီးရှိတယ်လို့လက်မခံတဲ့လူတွေလည်းအများကြီးပေါ်လာတယ်ခုခေတ်မှာဒါမို့ free thinker ဆိုတဲ့ပုံကိုယ်တွေပေါ်လာတယ်ဟုတ်လား တင်ပါဗျာ အများကြီးပဲ free thinker တွေပေါ်လာတယ်ပေါ်လာတယ်ဆိုကြတဲ့သူတို့မှာ satisfied မဖြစ်ဘူးပေါ့နော် တင်ပါဗျာ ဟိုကျင့်တတ်မှုမရှိလို့တကယ်လေးလာစဉ်းစားတတ်တဲ့ပုံကိုယ်တွေအနေနဲ့ဟာဒီလိုအနေအထားမျိုးကိုသူလက်ခံနိုင်သလားလက်မခံနိုင်ဘူးလားဆိုတာဒါတက္ကန္တ တင်ပါဗျာ ကိုယ်ဘာသာတရားအဆုံးမတိုင်းကိုနေတယ်ကောင်းတာလုပ်တယ်ဆိုရင်ကောင်းတာလုပ်တာတွေကကောင်းတဲ့ပုံကိုတော့ရောက်ကိုရောက်အောင်မှာပဲ တင်ပါဗျာ ဘာလို့ဆိုရင် तू ဟာ तू လုပ်တာတွေကအကုန်လုံးအကျိုးမဲ့တွေဖြစ်ကုန်မှာပေါ့ တင်ပါဗျာ ကဲပြီးလုပ်ရင်ဘာအကျိုးမှမဖြစ်ဘူးဆိုရင် तू လုပ်ခဲ့တာတွေကသာဝရအိစရမဲ့နေရာကိုရောက်သွားပြီဆိုရင်သူ့အတွက်မှဘာမှခံစားရမရှိတော့သာဝရငရဲပုံရောက်သွားရင်လည်း तू ဘယ်တော့မှလွတ်လပ်မရှိတော့ဘူးဆိုတော့တစ်ဖက်ကကြည့်ပဲဆိုရင်တော့ရှင်းနှက်เสียမဖြစ်ဘူးလို့ထင်တယ် တင်ပါဗျာ နော်ဒီလိုပဲမှတ်သားမယ်ပြီးတော့ဘာသာချင်းမတူတဲ့နှစ်ယောက်တဲ့နောက်ဘဝမှာပြန်ဆုံဖို့ဆိုတာဘာသာတူသည်ဖြစ်စေမတူသည်ဖြစ်စေသူတို့ဆန္ဒတူညီတယ်ဆိုရင်တော့မဆုံဘူးလို့မပြောလို့မရဘူးဆုံနိုင်ပါတယ် တင်ပါဗျာ ဆုံနိုင်ပါတယ် တင်ပါဗျာ မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ထဲမှာဆိုရင်ဘဝတိုင်းဆုံစည်းဖို့ဆိုရင်တရားချင်းတူညီရမယ်ယုံကြည်ချက်တူညီရမယ်ကိုချင်းတရားချင်းတူညီရမယ်စွန့်လွတ်မှုလူတန်းမှုချင်းတူညီရမယ်အသိပညာချင်းတူညီရမယ်လို့အဲ့ဒီတူလေးတူနဲ့တူမယ်ဆိုရင်တော့ဘဝဆက်တိုင်းမှာတူတေချာပေါက်တွေ့နိုင်တယ်လို့အဲ့လိုဆိုတယ်နှစ်ပါးသာလုံးကိုယုံကြည်တဲ့သူဆိုရင်ရောသိရင်ပဲသွားရမလဲဆိုသူကတော့နှစ်ပါးသာလုံးယုံကြည်တယ်ဆိုဒီနှစ်ပါးသာလုံးကဆန့်ကျင်ပဲဖြစ်နေတယ်ဆိုရင်နှစ်ပါးသာလုံးယုံကြည်တယ်ဆိုရင်တော့ခုခေတ်စကားနဲ့ပြောရလို့ရှိရင်တော့သူဟာဟိုဝေဝါးနေတဲ့ပုဂ္ဂိုလ်တယောက်ပဲဖြစ်မှာ တင်ပါဗျာတင်ပါဗျာ တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီသူ့ကိုဘာသာမဲလို့လည်းပြောလို့မရဘူး free thinker လို့လည်းပြောလို့မရဘူးသူဟာကိုယ့်ကိုမဆုံးဖြတ်နိုင်သူလို့ပဲပြောလို့ရမှာ တင်ပါဗျာ